အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဆိုရီတူဒီ channel မှာ pep 2ကိုကျွန်တော် live တင်နေရပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမြင်ရလားမသိဘူးခင်ဗျာကျွန်တော်လေးဖုန်းကားလေးနည်းနည်းလေး stand channel နည်းနည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ error များရှိခဲ့ရင်ခွင့်လွှတ်ပေးကြပါခင်ဗျာနော်ကျွန်တော်ဒီမှာပါမူလေးပေးထားလဲနော်40အား3.4မူတဲ့နော်40တို့အားထွက်ပြီးရနေဘာလုံးမိုင်ထွက်လဲခင်ဗျာနော်ဘာလုံးမိုင်ထွက်လဲခင်ဗျာနော်ဘာလုံးမိုင်ထွက်ပါလဲခင်ဗျာတစ်တီလုံးမိုင်ဖြစ်နေဆင်းပေးပါတယ်နော်ဒါဒီကျွန်တော်စစ်ပေးပါမယ်ကလင်ဒါတစ်ခုလုံးစစ်ပေးပါမယ်ကျွန်တော်အမျိုးမျိုးအားလုံးတယောက်ချင်းစီတိုင်းကျွန်တော်စစ်ပေးပါမယ်ခင်ဗျာကျွန်တော်နော်40လို့အားထွက်ခဲ့တဲ့1ရက်2ရက်3ရက်အတွင်းမှာတစ်တီလုံးမိုင်နေနဲ့ဆင်းပေးပါတယ်နော်ကျွန်တော်ကလန်ဒါကိုအခုမှစစ်တာပါเนาะကျွန်တော်အခုမှလည်းအလုပ်တွေအားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပြင်ဆင်မှုမှမရှိသေးပဲねကျွန်တော်ကလန်ဒါကိုစစ်ပေးတာဖြစ်ပါတယ်40လို့အားထွက်တဲ့1ရက်2ရက်3ရက်အတွင်းမှာတစ်တီလုံးမိုင်နေနဲ့ဆင်းပေးပါတယ်နော်40လို့အားထွက်တဲ့တစ်တီလုံးမိုင်နေနဲ့ဆင်းပေးခဲ့ပါတယ်ဒါဒီမှန်ကန်မှုတွေပါနော်40လို့အားထွက်တဲ့1ရက်2ရက်3ရက်အတွင်းမှာ4တီလုံးမိုင်နေနဲ့ဆင်းပေးပါတယ်ဗျနော်လုံးမိုင်နဲ့ဆင်းပေးပါတယ်ခင်ဗျာနော်ကျွန်တော်တို့ထပ်ပြီးတော့စစ်ကြည့်ကြရအောင်နော်ကျွန်တော်တို့ထပ်ပြီးတော့စစ်မယ်ဆိုရင်ခဏနေရကြတော့ကျွန်တော်ကဒူးလီဘက်ကိုတိတ်အခြေမဆိုင်တာများတယ်ပေါ့နော်1ရက်2ရက်3ရက်တော့ဒီမှာဒီမှာတပင်ဖောင်းပါတယ်နော်ဖောင်းမင်ရှိတာဒီမှန်ပါတယ်နော်ဖောင်းမင်ဒီနော်မှန်ကန်မှုကိုကျွန်တော်ကြည့်ပါမယ်တစ်ချိန်နော်မှန်ကန်မှုဒီဟောက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်နော်မှန်ကန်မှုဒီကျွန်တော်ဒီမှာမှတ်ပြီးတော့ပါမယ်မှန်ကန်မှုဒီ3ချိန်မှားတာဒီတစ်ချိန်နော်ဒါဒီမှန်ကန်မှုကျွန်တော်စစ်ပေးရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်40မူပြင်လေစစ်ပေးပါမယ်ခင်ဗျာကလင်ဒါတစ်ခုလုံးစစ်ပေးပါမယ်ဒီမှာ40တော်တော်ပျောက်တဲ့ချိန်မှာပါတယ်နော်ဒီနေ့မှထူးထူးဆန်းဆန်း3.1ကိုပြီးပြီလို့တော့ထင်နေတာကျွန်တော်တို့ကတော့3.1ကိုပြီးပြီလို့ထင်နေတာဖြစ်တဲ့အတွက်ငတိဒီ3.2လို့ချိန်ပြီးမှ3.4ဆိုမှချိန်သွားတာနော်ဒီငတိကနည်းနည်းတော့ရိုင်းနေနော်ဒီမှာ3.4ဒီတော်တော်ကိုပျောက်ပင်နေမှာပါတယ်ပေါ့နော်3.4တော်တော်ပျောက်ပင်နေမှာပါတယ်ဩဒီမှာပြောရင်းဆိုရင်လာတယ်1ရက်2ရက်3ရက်တော့ဒီမှာတစ်ဒီလုံးမိုင်နေနဲ့ဆင်မိပါတယ်နော်ငတိဒီမှန်ကန်မှုကများတယ်เนาะကျွန်တော်ဒီမှာတစ်ခါတည်းမှတ်ပေးပါမယ်ငတိဒီ4ချိန်တီတီကိုမှန်ကန်ခဲ့ပါပြီเนาะဘယ်နှချိန်လဲ4ချိန်တီတီပါ4ချိန်ငတိဒီ4ချိန်တီတီမှန်ကန်မှုကိုပြတိုက်ခဲ့ပါတယ်ကျွန်တော် battery ကိုတွားပေးပါမယ်ခင်ဗျာ